ကျမ်းမာတော်မူကြပါသားခင်ဗျာအခုလိုမင်္ဂလာရှိလာတဲ့အချိန်ခါသမယမှာမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်ခင်ဗျာတာယာဝဲမနဲ့ခင်လေးစာပြူတယ်ရှိလို့စီတဲ့မိုးထညံလုံးကြည်ရွာမချမ်းအင်းအပစ်တို့ရခဲ့လာပါတဲ့တော့တောင်တွေနဲ့စိတ်လန်းနဲ့မွေထားနေတယ်ဖျောက်ထုံနဲ့ကြောက်ကန်ဆုံးညီမြင့်မြတ်တဲ့သမိုင်းရာဇဝင်နဲ့အခိုင်မာရည်တည်ထားတဲ့မြန်မာလုံးလုံးဆမ်းပြရစေမင်္ဂလာပါမြန်မာချူစီယောတာခြင်းနဲ့ဂျုံနေမယ်မြန်မာတော်ဝင်မဟာမြမတို့ချစ်တဲ့တင်းတဲ့မဟာဝီရဗုဒ္ဓရှင်တဲ့သာသနာတော်တရားရိပ်မှာအေးချမ်းလို့နေပါတယ်လာပါတဲ့တော်တောင်တွေနဲ့စိတ်လန်းနဲ့မွေးထားနေရဲ့ရောက်တော့နဲ့ကြောက်ကဆုံးညီမြင့်မြတ်တဲ့သမိုင်းရာဇဝင်နဲ့ခိုင်မာရည်တည်ထားတဲ့မြန်မာလုံးလုံးဆမ်းပြရစေမင်္ဂလာပါမြန်မာချူစီယောတာခြင်းနဲ့ဂျုံနေမယ်မြန်မာတောက်ပါနေကျစင်တွေလို့တို့ရဲ့တိုင်းပြည်မြန်မာပန်းများရောင်စုံချေကအလားဆုံးတရားခန်းစားတန်စင်ချိုကိုတီကောင်းရေးဖွယ်ထားဒီမလုံးလုံးစစကမင်္ဂလာပါဒီမလုံးလုံးစပြရစီမင်္ဂလာပါ